မဆောက်လာတဲ့ကြောက်ဆောင်ကြီးတစ်ခုကိုလက်ပလာနဲ့တွေ့ကတ်သွားတက်နေတဲ့လူငယ်တစ်ယောက်ကိုမြင်တွေ့ရပါမယ်ရုတ်တရက်သူ့လက်ချော်သွားပြီးအောက်ကိုပြုတ်ကျသွားပါတော့တယ်သူတတိယလာတဲ့အချိန်မှာရှုံးဘွက်တွေတဲကိုရောက်နေပါတယ်သူ့နာမည်ကလူချွန်းပါသူကသူ့ခန္ဓာကိုယ်ကိုစမ်းသပ်ကြည့်လိုက်တော့အယိုးကျိုးမသွားဘူးဆိုတာသိလိုက်ရတယ်သူ့ဘေးဘီဝဲရာကိုကြည့်လိုက်တဲ့အခါလေတူးကအရန်ကိုဆိုးဆိုးမိုင်းဝင်နေပြီးပုတ်ဟောင်နေတဲ့တရွက်ဆွေးနှံတွေတွေးနှံတွေကိုပါရနေပါတယ်ရှုံးမြေပေါ်မှာလည်းထူးဆန်းတဲ့ခြေရာကြီးတစ်ခုကိုသူတွေ့လိုက်ရတယ်အဲ့ဒီခြေရာကြီးတွေကိုရေတွေတောင်စီးဝင်နေစဲမှုအကောင်ကြီးတစ်ကောင်ကခုလေးတင်မဲ့ဒီနာကဖြတ်သွားတာသိချနေပါတယ်အဲ့ဒီအချိန်မှာပဲကြောက်မက်ဖွယ်ကောင်းတဲ့အေယာမဒိုင်နိုဆောတတဝါကြီးတစ်ကောင်ကတစ်ပင်တွေကြားထဲကနေထွက်လာပြီးဟိန်းဟောက်လိုက်ပါတော့တယ်လူချွန်းလည်းအသက်လူပြီးပြေးရပါတယ်ဖြောင်းဖြောင်းပြေးရင်တေချာပေါက်သိမဲ့ဆိုတာသိလို့သူကတစ်တုံးကြီးတွေအောက်ကနေရှိုးဝင်ပြီးပုန်းရှောင်ပါတယ်သွေးနဲ့ရရင်လိုက်လာမှဆိုလို့သူ့လေပင်ကိုရှုံတွေနဲ့တုံလိမ့်လိုက်ပြီးခြေရမထင်အောင်ကြောက်တုံးတွေပေါ်ကနေပဲရွေးချယ်နေလျှောက်သွားပါတယ်ကြောက်ကူလေးတစ်ခုတည်းသူရောက်သွားတဲ့အချိန်မှာရုတ်တရက်ကောင်းမလေးတစ်ယောက်ကသူ့ပါးစပ်ကိုလာပိတ်လိုက်ပါတယ်မလုံးနဲ့သွားကြီးကောင်ကြားသွားလိမ့်မယ်လို့ကောင်းမလေးကတီးတိုးတီးပေးပါတယ်ဒိုင်နိုဆောကြီးကသူတို့အနာအထိရောက်လာပြီးအနံ့ခံနေပေမဲ့သူတို့ကိုမတွေ့ပဲထွက်သွားပါတော့တဲ့ဒိုင်နိုဆောကြီးသွားပြီဆိုတာနဲ့ကောင်းမလေးကလူချုံးကိုဓာတ်နဲ့ချိန်ပြီးမင်းဘက်သူလဲဘာလို့ထူးဆန်းတဲ့အဝတ်တွေဝတ်ထားတာလဲခြေထောက်ကရောဘာတွေဆွတ်ထားတာလဲလို့မေးပါတော့တယ်သူမနာမည်ကလူရလို့ခေါ်ပြီးစင်းမှုဆိုတဲ့မျိုးနွယ်စုကပါလူရကလူချွမ်းရဲ့မြေကြီးကိုကြည့်ပြီးခြေရခံတက်တဲ့အရေးချင်းကိုတတိထားမိသွားပါတယ်ဒါနဲ့သူမကလူချွမ်းကိုသူတို့မျိုးနွယ်စုစီခေါ်သွားပါတယ်မျိုးနွယ်စုစီရောက်တဲ့အခါလူရကခေါင်းဆောင်ရန်ရှမ်းကိုလူချွမ်းဟာကောင်းကင်ကကြာလာတာဖြစ်ပြီးသူ့ကိုကဲတင်ခဲ့ကြောင်းပြောပြပါတယ်ဒါပေမဲ့ရှီမန်ဆိုတဲ့လူတန်ကြီးကတော့လူချွမ်းကိုဟေးရသွားမယ်မျိုးနွယ်စုကသူ့ရှိုးလို့ဆွဆွဲပြီးလှမ်းနဲ့ထိုးဖို့လုပ်ပါတယ်လူချွမ်းကသူ့ရှိုးမဟုတ်ကြောင်းနဲ့ဒိုင်နိုဆောကြီးရဲ့အကျင့်စရိုက်တွေကိုတေချာရှင်းပြလိုက်ပါတယ်ပြီးတော့ရှီမန်ကင်ထားတဲ့လန့်သွားကစောင်းနေလို့ထိုးလိုက်ရင်အသားထဲမှာတနေပြီးတေချာပေါက်ဒုက္ခရောက်မယ်လို့ထောက်ပြလိုက်ပါတယ်ရှီမန်ကဒေါသထွက်ပြီးလူချွမ်းကိုထိုးကျိတ်ဖို့လုပ်တဲ့အခါလူရနဲ့ခေါင်းဆောင်ကဝင်တားလိုက်ရပါတယ်မျိုးနွယ်စုရဲ့စုံမကြီးကလည်းအပြင်လူတွေဟာကန်ဆိုးမှုတွေယူလာတက်လို့မနှက်ဖြန်တော်ရဲသွားပြစ်ဖို့အမိန့်ပေးလိုက်ပါတယ်ရှီမန်ကလူချွမ်းကိုကျိုးတုပ်တဲ့အခါလူချွမ်းကသူတို့ကျိုးချီနီးမားနေကြောင်းပြောပြီးအလွယ်တကူပြန်ဖြုတ်ပြလိုက်ပါတယ်ရှီမန်လည်းဒေါသတကြီးနဲ့တေချာပြန်တုပ်ပြီးတစ်သားလောင်အိမ်ထဲထည့်ထားလိုက်ပါတယ်ညဘက်ရောက်တော့လူရကမူမူဆိုတဲ့ကလေးလေးတစ်ယောက်နဲ့အတူလူချွမ်းစီရောက်လာပါတယ်မူမူကဘိုက်တွေအရန်နာနေတာပါလူချွမ်းကသူတို့တောက်တဲ့ရေနဲ့စားတဲ့အသားတွေကအစိမ့်တွေဖြစ်နေပြီးအညစ်အကြေးတွေရောနေလို့ဘိုက်နာတာဖြစ်ကြောင်းပြောပြပါတယ်ဒီလိုနဲ့လူချွမ်းကသူ့ကိုတစ်သားပြားနဲ့တကိုင်း6လေးတွေပေးဖို့တောင်းဆိုလိုက်ပါတယ်လောင်အိမ်ထဲကနေလူချွမ်းဟာတကိုင်းကိုတစ်သားပြားပေါ်အဆက်မပြတ်ပုတ်တိုက်ပြီးမိမှုမှုစူးစမ်းပါတော့တယ်မိကုံးငွေလေးထွက်လာတဲ့အချိန်မှာလူတိုင်းအံ့ဩမြင်တက်သွားကြပါတယ်တကယ်ပဲဒီထူးဆန်းတဲ့လူကမိကိုဖန်တီးနိုင်ပါမလား